မင်္ဂလာပါကျွန်တော်ဒီနေ့ဖတ်ပြပေးမှာကတော့ဆရာမိုးရှင်းရဲ့လက်ဆောင်ဆိုတဲ့စာအုပ်ထဲကအခန်း7ပျော်ရွှင်ခြင်းရဲ့လျှို့ဝှက်ချက်ပါအခုပြောပြမယ့်ပုံမြင်လေးဟာကျွန်တော်အင်တာနက်မှာဖတ်ခဲ့ရတဲ့ပုံမြင်လေးဖြစ်ပါတယ်မူရင်းပုံမြင်ထဲမှာအင်္ဂလိပ်နာမည်တွေသုံးထားပေမဲ့ကျွန်တော်မြန်မာမှုပြုပြီးနာမည်တွေကိုမြန်မာလိုပြောင်းထားပါတယ်တခါတုန်းကညီကို3ယောက်ရှိကြပါတယ်အကြီးဆုံးကမောင်မောင်အလက်ကအောင်ဖြစ်ပြီးအငယ်ဆုံးကတော့ညီညီပဲဖြစ်ပါတယ်သူတို့3ယောက်စလုံးဟာရိုးသားကြပြီးအလုပ်လဲကြိုးစားကြပါတယ်မနက်မိုးလင်းတိုင်းညီကို3ယောက်တက်ညီလက်ညီနဲ့တောထဲမှာတစ်သွားခုတ်ကြပါတယ်ခုတ်လို့ရတဲ့တစ်တွေကိုဈေးထဲမှာပြန်ရောင်းပြီးအသက်မွေးဝမ်းကြောင်းပြုကြပါတယ်သူတို့ရဲ့ဘဝဟာအရန်ကိုဆင်းရဲတဲ့အထဲတော့မပါပဲနေ့စဉ်စားဖို့တော့အဆင်ပြေလေးရှိပါတယ်ဒါပေမဲ့သူတို့မပြောကြပါဘူးနေ့စဉ်စားဖို့မပူရပေမဲ့သူတို့ဘဝကိုသူတို့အလိုမကျကြပါဘူးသူတို့ဟာသူတို့ဘဝကိုမကျင်တတ်ပဲတစ်ခုမဟုတ်တစ်ခုတော့လိုချင်နေလေးရှိပါတယ်တနေ့မှာတော့သူတို့ညီကို3ယောက်တစ်ခုတ်ရင်တောနက်ထဲရောက်သွားပါတယ်တစ်တွေခုတ်ပြီးမှသူတို့တစ်တွေထမ်းပြီးအိမ်ကိုလမ်းလျှောက်ပြန်လာကြပါတယ်ပြန်ရလမ်းမှာအမျိုးသမီးကြီးတဦးဟာအိတ်ကိုမနိုင်တနိုင်နဲ့တဲလာတာတွေ့ပြီးသူတို့ညီကို3ယောက်ဟာအမျိုးသမီးရဲ့အိတ်ကိုတယောက်တလဲကူထမ်းပေးဖို့ခွင့်တောင်းခဲ့ပါတယ်အမျိုးသမီးကြီးကလည်းကျေးဇူးတင်စွာနဲ့ကူညီခွင့်ပြုခဲ့ပါတယ်အမျိုးသမီးကြီးရဲ့အိမ်ကိုအိတ်ထမ်းပြီးလိုက်ဖို့ပေးချိန်ပြီးမှတော့အမျိုးသမီးကြီးကဒီအိတ်ဟာပန်းဒီအိတ်ဖြစ်ကြောင်းရှင်းပြပါတယ်။သူတို့ညီကို3ယောက်ဟာပန်းဒီအိတ်ကိုတယောက်တည်းစီထမ်းပေးရင်နောက်ဆုံးမှာတော့အမျိုးသမီးကြီးအိမ်ကိုရောက်ရှိခဲ့ပါတယ်။သူတို့လည်းတော်တော်ကိုမောပန်းနေကြပါတယ်။တကယ်တော့သူတို့ကူညီပေးခဲ့တဲ့အမျိုးသမီးကြီးဟာတာမန်လူမဟုတ်ပဲအမော်ပညာကိုကျွမ်းကျင်သူတစ်ယောက်ဖြစ်နေပါတယ်။အမျိုးသမီးကြီးကညီကို3ယောက်ရဲ့ကူညီတတ်တဲ့စိတ်ကိုသဘောကျတာကြောင့်သူချီးမြှင့်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါကြောင့်ကျေးဇူးဆက်တဲ့အနေနဲ့သူဘာပြန်လုပ်ပေးနိုင်မလဲလို့မေးလိုက်ပါတယ်။အကိုကြီးဆုံးမောင်မောင်ကကျွန်တော်တို့မပြောဘူးဖြစ်နေပါတယ်လို့ဖြေလာပါတယ်။ဒါနဲ့မျိုးသမီးကြီးကသူဘာလုပ်ပေးရင်ပြောမလဲလို့မေးတော့ညီကို3ယောက်လည်းတစ်ယောက်တစ်မျိုးစီဖြေကြပါတယ်။မောင်မောင်ကချမ်းကျဲကြီးတစ်ခုထဲမှာအစီကံတွေများစွာနဲ့နေကျင်ပါတယ်။အဲ့ဒီထက်ပိုပြီးလည်းမလိုချင်ပါဘူး။အဲ့ဒါရရင်ကျွန်တော်ပြောမှသေးချပါပဲလို့ဖြေပါတယ်။အောင်ကတော့တီးနှံတွေများစွာစိုက်ပျိုးထားတဲ့လေကြီးကြီးကိုပိုင်ရရင်ဖြစ်ကျွန်တော်ရမ်းပျော်မှာပဲဗျာကျွန်တော်ဘာမှစိတ်ပူစရာမရှိတော့ပဲချမ်းသာလာမှာအတေးချပဲလို့ဖြေလာပါတယ်ညီညီကတော့မိမချောချောလေးရရင်တော်တော်ကောင်းမယ်ကျွန်တော်မောမောနဲ့အိမ်ပြန်လာတိုင်းသူ့ရဲ့မျက်နှာချိုချိုလေးကြောင့်ကျွန်တော်ရဲ့တော့ကတွေထွက်ပြေးသွားမှာအတေးချပါပဲကျွန်တော်ပို့ပြီးပျော်လာမှာလည်းအတေးချပါပဲလို့ဆိုလာပါတယ်ကောင်းပြီမင်းတို့ကိုအဲ့ဒီအရာတွေကပျော်ရွှင်မှုပေးစွမ်းမယ်ဆိုရင်မင်းတို့ဟာထိုက်တန်တဲ့သူတွေဖြစ်ပါတယ်မင်းတို့ဟာမနိုင်မနှင်းဖြစ်နေတဲ့အမျိုးသမီးကြီးတယောက်ကိုကူညီခဲ့တဲ့အတွက်စိတ်ထားကောင်းသူတွေဖြစ်ကြတယ်မင်းတို့အခုအိမ်ပြန်ရင်မင်းတို့လိုချင်နေတဲ့အရာတွေရောက်နေပါလိမ့်မယ်လို့အမျိုးသမီးကြီးကဆိုပါတယ်ညီကို3ယောက်ကအမျိုးသမီးစကားကိုမယုံတော့လဲပြုံးပြပြီးအိမ်ပြန်လာခဲ့ကြပါတယ်အိမ်ပြန်ရောက်တဲ့အချိန်မှာပထမဆုံးချမ်းကျဲကြီးတစ်ခုကိုတွေ့ရပါတော့တယ်အစီကံများစွာဆောင်းတိုင်းနေပြီးတကားတောင်းတစ်ယောက်လည်းရှိနေပါတယ်တကားတောင်းကမောင်မောင်ကိုကြိုဆိုပြီးအိမ်ထဲခေါ်ဆောင်သွားပါတယ်ခလန်းလန်းကနေရာတစ်ခုမှာတော့လေကြီးကြီးတစ်ခုကိုလှမ်းတွေ့ရပါတယ်ထိုလေတဲကလေထွန်နေသူတစ်ယောက်ကပြေးလာပြီးအောင်းကိုအဆိုပါလေဟာအောင်းရဲ့လေဖြစ်ကြောင်းပြောပြီးခေါ်သွားပါတော့တယ်အဲ့ဒီချိန်မှာပဲအရန်လာတဲ့မိမပြိုလေးတယောက်ကညီညီစီကိုရှောက်လန်းလာပြီးသူဟာညီညီရဲ့ဇနီးဖြစ်ကြောင်းပြောဆိုတာညီညီကိုခေါ်ဆောင်သွားပါတယ်ညီကို3ယောက်စလုံးဟာမယုံကြည်နိုင်တော့အောင်ပျော်ရွှင်နေကြပါတယ်သူတို့3ယောက်ဟာသူတို့ရဲ့အတန်ရတဲ့ကိုယ်ပိုင်ဘဝလေးတွေကိုပျော်ရွှင်သာဖြတ်တန်းနေကြပါတော့တယ်ဒီလိုနဲ့တစ်နှစ်ကုန်ဆုံးသွားတဲ့အချိန်မှာတော့သူတို့3ယောက်ဟာအစကလို့မပြောကြတော့ပြန်ပါဘူးမောင်မောင်ကသူ့ရဲ့ချမ်းကျဲကြီးကိုညီးငွေလာပါတယ်ပြင်းလာပြီးအစီကံတွေကိုလည်းတေချာညွှန်ကြားတော့ပါဘူးချမ်းကြီးကလည်းအရင်လိုမလှပတော့ပါဘူးအောင်ကတော့သူ့ရဲ့လေကြီးထဲမှာလှပတဲ့အိမ်လေးလုံးကိုစောက်ပြီးနေခဲ့ပေမဲ့သူလည်းပြင်းလာပါတယ်ဒီနံတွေစိုက်ပျိုးလိုက်ရိတ်သိမ်းလိုက်လုပ်နေရတဲ့အလုပ်ကိုသူစိတ်ကုန်လာပါတယ်ညီညီကလည်းမိမချောလေးနားမှာအစကတော့စိတ်မလှုပ်ရှားတော့ပါဘူးတနေ့ပြည့်တဲ့အချိန်မှာရိုးလာပါတော့တယ်ဒါနဲ့သူတို့3ယောက်စလုံးဟာမပျော်ရွှင်ကြတော့ပါဘူးတနေ့ကျတော့သူတို့ညီကို3လုံးအစည်းအဝေးလုပ်ကြပါတယ်ထိုအစည်းအဝေးမှာသူတို့တွေ့ခဲ့ဘူးတဲ့မော်ဆီယာမအမျိုးသမီးကြီးစီပြန်သွားဖို့ဆုံးဖြတ်ချက်ချလိုက်ကြပါတယ်ဒီအမျိုးသမီးကြီးကငါတို့စိတ်ကူးအိမ်မက်တွေကိုလက်တွေ့အဖြစ်ပြောင်းလဲပေးနိုင်ခဲ့တယ်ဒါပေမဲ့ငါတို့ကအခုမပြောတော့တဲ့အတွက်သူ့ကိုငါတို့မရရအောင်ရှာပြီးသွားတွေ့ကြမယ်ဒါမှပျော်ရွှင်ခြင်းရဲ့လှုပ်ဝက်ချက်ကိုငါတို့သိနိုင်ပါမောင်မောင်ကပြောလာပါတယ်သူတို့မျိုးသမီးကြီးကိုတောထဲမှာပြန်ရှာတွေ့ချိန်မှာတော့မျိုးသမီးကြီးကမျိုးကြောင်ထဲမှာလှုပ်ရှုပ်နေပါတယ်။ညီကို3ယောက်ဟာမျိုးသမီးကြီးကိုနှုတ်ဆက်ပြီးနောက်သူတို့မပြောတဲ့အကြောင်းတယောက်ချင်းစီရင်ဖွင့်ပါတော့တယ်။ရင်ဖွင့်ပြီးမှတော့ကျွန်တော်တို့ပြောအောင်မလုပ်ရမလဲလို့မျိုးသမီးကြီးကိုမေးလိုက်ပါတယ်။မျိုးသမီးကြီးကတကယ်တော့ပျော်ရွှင်မှုဟာမင်းတို့လက်ထဲမှာပဲရှိပါတယ်။ကဲကြည့်မင်းတို့3ယောက်စုတွေတောင်းခဲ့တယ်။မင်းတို့စုတောင်းတွေလည်းပြည့်ခဲ့တယ်။မင်းတို့ပျော်ရွှင်ခဲ့ကြတယ်။ဒါပေမဲ့ပျော်ရွှင်မှုဟာရောင်ရဲမှုဆိုတဲ့အရေးကြီးဆုံးအရာတစ်ခုမပါရင်ဘယ်တော့မှကြာရှည်မခံတတ်ဘူးကွ။မင်းတို့အစကပြောကြတယ်ဒါပေမဲ့မင်းတို့ဘယ်တော့မှမရောင်ရဲခဲ့ဘူး
ရောင်ရဲအောင်နေထိုင်တတ်မှသာလျှင်ပျော်ရွှင်ခြင်းအစစ်မှန်နဲ့မင်းတို့တွေ့လိမ့်မယ်လို့ပြန်လည်ဖြေကြားလိုက်ပါတယ်ညီကို3ယောက်လည်းသူတို့မားကိုနားလည်ပြီးအိမ်ကိုပြန်သွားကြပါတယ်။အိမ်မရောက်တဲ့အခါမှာတော့သူတို့ရဲ့တစ်ခုတ်ဓမ္မဘဝနဲ့လက်ရှိဘဝကိုနှိုင်းယှဉ်ကြည့်မိပြီးသူတို့ဟာကံကောင်းတဲ့လူတွေဖြစ်နေပါလားဆိုတာကိုသတိပြုမိလာကြပါတယ်။မောင်မောင်ဟာခြံကျဲကြီးကိုပိုင်ဆိုင်ခွင့်ရတဲ့အတွက်ဂုဏ်ယူနေပြီးခြံကြီးနဲ့အစီကံတွေကိုတေချာဂရုစိုက်ပါတော့တယ်။အောင်ကလည်းသူ့ရဲ့လေကြီးကိုအောင်မြင်အောင်စတင်လုပ်ကင်ပါတော့တယ်။ညီညီကလည်းသူ့ဘော်တစ္ဆာရှိပြီးအိမ်တော်မှုကိစ္စအဝဝတာဝန်ကျေပွန်တဲ့ဇနီးကိုပို့ပြီးချစ်ခင်လာပါတယ်။တန်ဖိုးလည်းပို့ထားလာပါတယ်။သူတို့ဟာသူတို့ပိုင်တဲ့အရာတွေကိုရောင်ရဲတက်လာပြီးပျော်ရွှင်လာကြပါတယ်သူတို့ရဲ့ပိုင်ဆိုင်မှုကိုလည်းအလွဲသုံးစားပေါ့ပေါ့တန်တန်ဘယ်တော့မှမလုပ်ကြတော့ပါဘူးသူတို့ညီကို3ယောက်ဟာတိဆုံးတဲ့အထိပျော်ပျော်ရွှင်ရွှင်အတူတူနေထိုင်သွားကြပါတော့တယ်ပုံမြင်လေးပြီးသွားတဲ့နောက်ကျွန်တော်မှာအတွေးသားတွေညံခဲ့ပါတယ်ပျော်ရွှင်ခြင်းရဲ့အဓိကလှုပ်ဝက်ချက်ဟာရောင်ရဲတင်းတိမ်မှုဆိုတာအတွေးခေါ်ပညာရှင်မြောင်များစွာကလည်းထောက်ခံထားကြပါတယ်ဗုဒ္ဓဘာသာရဲ့ယူဆမှလည်းရှိပါတယ်ဒါပေမဲ့ကျွန်တော်တို့မှာဘာလို့ရောင်ရဲမှုမရှိကြတာလဲကျွန်တော်တို့မှာဘာလို့လောဘတွေရှိနေတာလဲစာဖတ်သူကကျွန်တော်ကိုခမားရောလောဘမရှိဘူးလားလို့မေးရင်ကျွန်တော်မှမရှိဘူးလို့မဖြေနိုင်ပါဘူးကျွန်တော်မှလည်းလောဘတွေရှိနေပါသေးတယ်ကျွန်တော်တွေမဟုတ်ပါဘူးအခုစာဖတ်နေတဲ့လူတော်တော်များများမှလည်းလောဘရှိပါတယ်ကျွန်တော်တို့အားလုံးဟာအရိယာတူတော်စင်တွေမဟုတ်တဲ့အတွက်လောဘနဲ့ကင်းစင်ဖို့ဆိုတာမလွယ်ပါဘူးဒါပေမဲ့အတက်နိုင်ဆုံးလုပ်လို့ရတာတခုတော့ရှိပါတယ်အဲ့ဒါကတော့လောဘတွေကိုတက်နိုင်တဲ့လောက်လျှော့ချဖို့ပါနေ့စဉ်ဘဝမှာလောဘတွေနဲ့ပူလောင်လာတိုင်းခေါင်းအေးထားပြီးပြန်စဉ်းစားပါကိုပိုင်ထားတဲ့အရာလေးတွေကိုပြန်စဉ်းစားပါကိုအသက်ရှူနေနိုင်တဲ့အတွက်ဝမ်းတာပါကဘာပေါ်မှာတစ်စက္ကန့်တိုင်းလူ2ဦးခန့်တည်ဆုံးနေပါတယ်အဲ့ဒီထဲမှာတင်မပါသေးပါဘူးတင်လှုပ်ချင်တာတွေလှုပ်ခွင့်ရှိသေးတယ်အချိန်တိုင်းသိနိုင်ပြီးဘယ်ရာကိုမှတင်တကယ်မပိုင်ဘူးဆိုတာတင်ရောကျွန်တော်ကိုယ်တိုင်ရောမကြာခဏမိရောတတ်ကြပါတယ်အဲ့ဒီချက်ကိုမိမိကိုယ်ကိုခဏခဏပြန်တတိပေးဖို့လိုပါတယ်ဘ누구ကတော့သိကျင်ပါလေဒါပေမဲ့သိချင်းတရားကိုဘယ်သူမှမလွန်ဆန်နိုင်ပါဘူးဒီတော့မသိခင်မှာပြောအောင်နေဖို့လိုပါတယ်မသိခင်ဆိုတာဘယ်အချိန်ကိုပြောတာလဲဆိုတော့တင်အခုစာဖတ်နေတဲ့အချိန်ကိုပြောတာပါသိမှရှိတဲ့အရာတွေအတွက်ကျေးဇူးတင်ပါလောဘမတက်နိုင်တဲ့နေပါသေးလောဘကြောင့်လောင်ကျွမ်းတာကိုတော့အဖြစ်မခံပါနဲ့ကျွန်တော်အောင်မြင်ဖို့တော့ကြိုးစားပါတယ်ဒါပေမဲ့အချိန်တိုင်းမှာလည်းပျော်ရွှင်အောင်အတက်နိုင်ဆုံးနေထိုင်ပါတယ်အပြည့်စုံသောလူတစ်ယောက်လည်းမဟုတ်ပါဘူးအောင်မြင်သောလူတစ်ယောက်လည်းမဟုတ်ပါဘူးဒါပေမဲ့အမြဲပြောအောင်တော့ကြိုးစားနေပါတယ်မနေ့ပြန်မှပြောမယ်ကားဝယ်တော့မှပြောမယ်ဆိုရင်တင်တကယ်ပြောမယ်ထင်လို့လားအဲ့ဒီပြောတွေကခဏပါပဲလူဆိုတာအမြဲပိုကောင်းတာတွေကိုလိုချင်တတ်မှတ်နေလေးရှိပါတယ်အစကကလုတ်ဖုံးလေးနဲ့အဆင်ပြေပေမဲ့ပတ်စံရှိလာရင်တက်စခရင်ဖုံးလေးလိုချင်လာတယ် Facebook သုံးလို့ရတဲ့ဖုံးဆိုပြီးရောဆိုပြီးကင်နေပေမဲ့လူတွေကSamsung တကင်တာတွေ့တော့ကင်ကျင်ပြန်ရော Samsung ဖုန်းလေးရပြီး iPhone တွေသူများတွေကင်နေတာမြင်တော့ကင်ကျင်ပြန်ရောအဲ့ဒီတန်တရားကအမြဲလေပတ်နေတာပါဒီတော့ဟိုဟာရမှပြောမယ်ဒီဟာရမှပြောမယ်ဆိုပြီးစိတ်ထဲမထားပါနဲ့အခုပဲပြောအောင်နေပါသင်ရမ်းစိတ်ညစ်နေတယ်ဆိုရင်မေခွန်းတစ်ခုပြန်မေးပါငါစိတ်ညစ်အောင်ငါဘာလုပ်နေပါလိမ့်ဆိုတဲ့မေခွန်းပါသူများလုပ်နေတာမဟုတ်ပါဘူးတင်ကိုယ်တိုင်လုပ်နေတာပါတင့်တွေးတယ်တင့်ကောင်းတဲ့ကိုတင်ကိုယ်တိုင်ဝင်ခွင့်ပေးမှတာအမိုက်တွေဝင်နိုင်တာပါအခုချိန်ကစပြီးမိမိရထားတဲ့ဘဝလေးကိုအထင်မသေးပါနဲ့လောဘတွေနဲ့မနေထိုင်ပါနဲ့တရားရခိုင်တော့မရောင်ရဲနိုင်ရင်တော့တတ်နိုင်တဲ့လောက်ရောင်ရဲစွာနေတတ်အောင်ကြင့်ကြံကြည့်ပါတင်ပို့ပြီးပျော်ရွှင်လာပါလိမ့်မယ်ရောင်ရဲတင်းတိမ်ခြင်းတည်တာတခုတည်းသောချမ်းသာခြင်းအစစ်မှန်ဖြစ်၏အဖရက်နူဘယ်